ကျွန်တော်လမ်းဘေးကနေကောက်လာတဲ့ကြောင်မလေးကိုနင့်ကိုတားကြောဖြတ်ဖို့ခေါ်သွားတော့မယ်လို့နောက်ပြောင်းလိုက်တဲ့နောက်နေမှာပဲကုမ္ပဏီကအမျိုးသမီးဥက္ကဋ္ဌကကျွန်တော်ရဲ့ bonus တွေကိုအကြောင်းပြချက်မရှိဘဲဖျက်ပစ်လိုက်ပါတယ်ဒါရင်မကသေးဘူးကျွန်တော်ကိုကြည့်တဲ့သူမရဲ့အကြည့်တွေကလည်းတစ်နေ့ထက်တစ်နေ့ပိုပြီးထူးဆန်းလာတယ်လို့ပဲအဲ့ဒီလိုနဲ့တမနက်မှာတော့ရုံးခန်းထဲကနေခိုးနှားထောင်လိုက်မိတဲ့စကားတန်းကြောင့်ကျွန်တော်ကြောရိုးတဲ့အထိစိတ်သွားရပါတယ်လူသက်သမားတစ်ယောက်ရှာလိုက်စမ်းပြစ်မှတ်ကတော့အဲ့ဒီအလေလွင့်ဝင်နှမ်းမဲ့ဒေါသတကြီးနဲ့မန်တက်နေတဲ့ဥက္ကဋ္ဌမလေးကိုကြည့်ရင်မှကျွန်တော်ကောက်လာတဲ့ကြောင်မလေးနဲ့သူမဟာတပုံစံနဲ့တူနေတာကိုသတိထားမိလိုက်ပါတော့တယ်လွန်ခဲ့တဲ့3ရက်ကပေါ့အလုတ်စင်းလို့အိမ်ပြန်ဖို့ကားစီသွားကားနောက်ပြီးနားမှာပုံနေတဲ့ကြောင်လေးတစ်ကောင်ကိုတွေ့လိုက်ရတယ်ကြောင်လေးကိုမြင်ချင်းပဲကျွန်တော်စိတ်တွေပျော့ပြောင်းသွားပြီးကားအောက်ကနေချီမလိုက်မိတယ်လေဟောဗျာ3ယောက်ချဲကြောင်လေးပါလားကြောင်လောကရဲ့လူကြီးပေးလို့တော့တင်စားကြတဲ့အမျိုးအစားပဲငါနဲ့တွေ့တာနင့်ကန်ကောင်းတာပဲရှောင်းဆန်းဟွာကြီးလာအခုအိမ်လိုက်ခဲ့အိမ်မှာစားစရာကောင်းကောင်းတွေအများကြီးရှိတယ်ပြောပြီးမှကျွန်တော်သတိဝင်လာတယ်ဒီစကားတွေကအပြစ်ကင်းတဲ့မိန်းကလေးတစ်ယောက်ကိုဖျားယောင်းတွေးဆောင်နေတဲ့လူရုပ်မှာစကားတွေနဲ့တွားတူနေတာကိုကျွန်တော်ဘေးကကားစရာထိုင်ကုန်ပေါ်မှာထိုင်နေတဲ့ကြောင်မလေးကိုလှမ်းကြည့်လိုက်တော့ဟောဗျာသူ့မျက်လုံးထဲမှာရွှေရှာမှု3ပုံတတိထားမှု3ပုံနဲ့ဒေါသထွက်နေတဲ့4ပုံကိုအတိုင်းသားမြင်လိုက်ရတာပဲကျွန်တော်လည်းသဘောကျပြီးရင်းမိသွားတယ်ဒီကြောင်လေးကတကယ်ပဲလူစကားနားလဲနေတယ်လို့ပါပဲလားလမ်းဘေးကြောင်ဆိုတော့ပိုးမွားတွေရှိမှဆိုလို့အိမ်မရောက်ခင်ရက်ွက်ထဲကတရိတ်ဆန်စီကူခန်းကိုအရင်ဝင်ခဲ့တယ်ဆရာဝန်ကဝန်ဆောင်မှုတွေကိုရှင်းပြတာပေါ့ကျွန်တော်တို့စီမှာကြောင်လေးတွေကိုရေချိုးပေးတာကျန်းမာရေးစစ်တာအမွှေးပြုတင်တာနဲ့ကာကွယ်ဆေးထိုးတာတွေရှိပါတယ်အခုဆိုရင် promotion အစီအစဉ်လည်းရှိတယ်ဗျအားလုံးပေါင်းယူရင်တင်းသက်တာကိုလက်ဆောင်တစ်ခါတည်းလုပ်ပေးမှာပါတင်းသက်မယ်ဆိုတဲ့စကားကိုလည်းကြားရောခုနကအထိငြိမ်နေတဲ့ကြောင်မလေးဟာချက်ချင်းကိုယူသွတ်သွားတယ်လို့မျိုးလှောင်အိမ်ထဲမှာအော်ဟစ်ပြီးလိုက်ခဲ့ပါတော့တယ်ဒီကြောင်ကတင်းသက်တယ်ဆိုတာဘာလဲဆိုတာကိုတကယ်ကြီးသိနေတာလားသူကအဲ့ဒီလောက်တောင်အသေးအတန်ညင်းဆန်နေတော့လေကျွန်တော်လက်လျှော့လိုက်ရတာပေါ့ဒါဆိုရင်တင်းသက်တာကိုဖျက်လိုက်ပါတော့ကျမကြီးကောင်းနေရင်နောက်ကျသူလေးကချစ်စရာကောင်းတဲ့ကြောင်ပေါက်လေးတွေမွေးပေးနိုင်တာပဲလေစီကန်းက project ပေါ်မှာနာမည်ဖြစ်ခိုင်းတော့ကျွန်တော်ခဏလောက်စဉ်းစားလိုက်တယ်ရှောင်းမီအင်းကြားလိုက်တာနဲ့ကြောင်နာမည်မှန်းတန်းသိတာစီမဲ့နာမည်ပဲငါကတော့နာမည်ပေးတဲ့နေရာမှာတကယ် permission ပဲလို့ကိုဂုံယူရင်းနဲ့ကျမကြီးစစ်ဆေးကန်းနဲ့ဝင်သွားတဲ့ကြောင်လေးကိုလှမ်းကြည့်လိုက်မိတယ်ထူးဆန်းတာကအဲ့ဒီကြောင်မလေးရဲ့မျက်နှာပေါ်မှာပြောစရာစကားလုံးမရှိတော့ဘူးဆိုတဲ့အမူအရာကြီးကိုအထင်သားမြင်လိုက်ရတာပါပဲအရာအားလုံးပြီးစီးလို့တန်ရှင်းလက်ဆက်သွားတဲ့ရှောင်းဆန်းဟွာလေးကိုခေါ်ပြီးအိမ်ပြန်ရောက်လာခဲ့တယ်အကောင်းစားကြောင်စာအိတ်ကိုဖောက်ပကံနဲ့ထည့်ပေးလိုက်ပြီးမျောလင်းတကြီးနဲ့ပြောလိုက်တာပေါ့ကဲလမ်းဘေးမှာဒုက္ခရောက်နေတာကြာပြီဆိုတော့ဒီလိုအကောင်းစားအစာတွေမစားဘူးမလားစားစမ်းပါဦးကြောင်စုပ်လေးရဲ့ဒါပေမဲ့ကြောင်မလေးကအစာကိုတစ်ချက်ပဲနမ်းကြည့်ပြီးတော့ဝမ်းချုပ်နေတဲ့လူတစ်ယောက်လိုမျက်နှာပြက်ပြက်နဲ့ကျွန်တော်ကိုကြည့်လာတယ်ဒါကြီးကစားလို့ရလို့လားလို့မေးနေတယ်လို့ပဲကျွန်တော်ရဲ့မျောလင်းတကြီးကြည့်နေတဲ့အကြီးကြောင်သူကစမ်းပြီးတလုံးစားကြည့်ရှာပါတယ်ဒါပေမဲ့ချက်ချင်းပဲဝေါ့ကနဲ့ပြန်အန်ထုတ်ပစ်တာပြပြီးတော့လူတွေလိုပဲတွေကိုထွီးနဲ့နှစ်ခါလောက်ထွေးထုတ်ပြီးအမီးကိုတစ်ချက်ခါကဝရန်ဒါဘက်ကိုခက်တီတီပဲရှောက်သွားတော့တယ်ကျွန်တော်လည်းခေါင်းကုန်နေမိတာပေါ့သူကလမ်းဘေးကြောင်မဟုတ်ဘူးလားဘာလို့ဒီလောက်အစားရွေးနေရတာလဲအဲ့ဒီအချိန်မှာပဲကျွန်တော်နေတိုင်းအလုပ်စင်းရင်မှနေကြဆိုင်ကထမင်းကြိုင်ရောက်လာပါတယ်အိတ်ကိုလက်ခံလက်ဆေးပြီးစားဖို့ပြင်လိုက်တဲ့အချိန်မှာတော့ကျွန်တော်မျက်စိရှိကမြင်ကွင်းကြောင်စွန့်သွားရပါတော့တယ်ရှောင်းဆန်းဟွာလေးဟာအိမ်ရှင်တယောက်လိုခက်တီတီပဲထမင်းစပွဲပေါ်တက်ထိုင်နေတယ်ပြီးတော့ကျွန်တော်ရဲ့အချူချင်းဝက်နံယောဂကိုတလုံးငါးစုပြုတ်ခါကိုတငုံဗီတာမင်တက်ပြေးဝအောင်ဟင်းရွက်ထားကိုပါတလုံးစီးကြစားနေတာဗျာဟိကောင်မလေးစင်းစန်းနင်းကတော့လွန်လာပြီဒါငါထမင်းစားပွဲတော့ငါတော့မစားရသေးဘူးကျွန်တော်ကသူ့ကိုချီပြီးအောက်ချဖို့လို့တော့သူကလုံးဝမကြည့်နဲ့တဲ့ပုံစံနဲ့ပြန်ဆိုင်ကြည့်နေတယ်စားစရာလေးနည်းနည်းပပစားတာကိုဘာရီဒီလောက်អော်နေတာလဲလို့ပြောနေတယ်လို့ပဲရှုပ်ပွားသွားတဲ့ထမင်းစားပွဲကိုကြည့်ပြီးကျွန်တော်ငိုချင်းစိတ်တောင်ပေါက်သွားတယ်ငါခုနတင်ပဲနေ့အတွက်စေးကမ်းမှာပတ်စံတွေအများကြီးကုန်ခဲ့တာလေဟာထမင်းစားပွဲပုံမှာတော့ဟင်းခွက်တွေကရှုပ်ပွားလို့နေပါပြီဒီဟင်းတွေဆဆလို့ဖြစ်ပါမလားဘာမှမဖြစ်တော့ပါဘူးလေလို့ကိုဘာသာကိုတွေးရင်ကျွန်တော်လည်းဂယုမဆိုင်နိုင်တော့ပဲကြောင်မလေးစားလက်စဝက်နံယူတရုံးကိုကောက်စားလိုက်မိပါတယ်ဒါပေမဲ့ကျွန်တော်သတိမထားမိလိုက်တာကကြောင်မလေးရဲ့မျက်နှာဟာလူတွေလိုပဲရုတ်တရက်နီးမြန်းသွားတာပါပဲသူဟာရှက်ကိုရှက်ခန်းနဲ့ကျွန်တော်ကိုကြည့်နေတယ်တွေ့ဝိုက်တဲ့နီလန်းနဲ့နမ်းလိုက်တာလို့သူတွေးနေသလားမသိဘူးလေကျွန်တော်ဟင်းနေငယ်စားနေတော့မှပဲလုတ်ဖို့ကိုင်ဖက်ဖန့်ဟုစီကဖုံးဝင်လာပါတယ်ဟဲလိုတားရှုံမင်းအတွက်အခွင့်အရေးကြီးလာပြီဟဲ့သတင်းကြီးပဲငါတို့ကုမ္ပဏီကအလှပပဥက္ကဋ္ဌလူရန်ပျောက်သွားပြီတဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲဒီကိစ္စအတွက်နဲ့ဖုံးဆက်တာလားသူပျောက်တာနဲ့ငါနဲ့ဗာဆိုင်လို့လေငါပြန်ပေးဆွဲထားတာမှမဟုတ်တာလို့ပြန်ပြောလိုက်မိတယ်တကယ်တော့သူဟာကျွန်တော်အိမ်မှာရောက်နေမှန်းဘယ်သူသိမှလဲမင်းကလည်းငါတို့ဥက္ကဋ္ဌမလေးကအချစ်မရှိသေးတဲ့အပြိုစင်လေးလေအကယ်၍မင်းသားသူ့ကိုရှာတွေ့ပြီးအရယူနိုင်ရင်ကြီးကန်းကနေရွှေအင်းသားဖြစ်ပြီးပေါ့ကွာဘာတွေလျှောက်ပြောနေတာလဲမင်းမဲသွားရှာပါလားဒါကပူပူလေးတွေကဖီးနှိမ့်ငက်ကိုကဲတင်တာမဟုတ်ဘူးမင်းကတော့အိမ်မက်တွေအရန်ရင်နေပြီငါမှအချိန်မရှိဘူးပတ်စံရှာရအောင်မယ်လို့ပြောပြီးဖုန်းကိုရက်ရက်ဆက်ဆက်ချပစ်လိုက်ပါတယ်ကျွန်တော်ကွန်ပျူတာဖွင့်ပြီးငွေကြေးသတင်းတွေကိုကြည့်လိုက်တယ်အင်းတမီဖုန်းကုမ္ပဏီရဲ့ share တွေထိုးကြတော့မယ်ဒါဟာငါအတွက်အခွင့်အရေးပဲလို့ကျွန်တော်ရေရွတ်လိုက်မိတယ်အဲ့ဒီအချိန်မှာကြောင်မလေးကကျွန်တော်ကိုအထင်မကြီးသလိုနဲ့နှာမုတ်လိုက်ပါတယ်သူ့စိတ်ထဲမှာတော့စိတ်ကူးရင်နေတာပဲတမီကအခုလိုတက်နေတာကိုဘယ်လိုလုပ်ကြမှာလဲမင်းသားတကယ်လို့ရင်တော့ခွက်ပြောက်တော့မှာပဲကျွန်တော်အလုပ်လုပ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲကြောင်မလေးကကီးပုတ်ပေါ်ခုန်တက်ပြီးရှောင်းနေမှာတော့တယ်ဘာလဲမင်းကငါ့ကိုမလုပ်စီချင်တာလားဒီကြောင်လေးကတကယ်ကိုထူးခြားတဲ့အသိဉာဏ်ရှိတာကိုကျွန်တော်ရိပ်မိနေတာမို့သူ့ကိုရှင်းပြလိုက်တယ်တမီကုမ္ပဏီရဲ့ share တွေကအခုတက်နေတာအဆုံးသက်ကိုရောက်နေပြီးကုမ္ပဏီတွင်းကဒရိုက်တာကြီး2ယောက်ကတိတ်တဆိတ်ပူးပေါင်းပြီး share တွေကိုဝယ်ယူဖို့ပြင်နေကြတာကြောင်မလေးစိတ်ထဲမှာတော့ဒီကောင်ကကုမ္ပဏီမှာအရေးမပါတဲ့သူဖြစ်နေပြီးတော့ဘယ်လိုလုပ်ဒီလိုအတွင်းသတင်းတွေကိုသိနေရတာလဲ
ဒါဆိုရင်သူကဘာလို့ဝန်ထမ်းအဆင့်မှာပဲကျင်းနေရတာလဲအလုပ်တွေပြီးလို့ညံ့နေသွားတော့ကျွန်တော်လည်းတကိုယ်ရေးတန်ရှင်းရေးလုပ်ပြီးအိပ်ယာဝင်ခဲ့ပါတယ်ဒါပေမဲ့အဲခန်းဆိုဖာပေါ်မှာတော့ကျောင်းမလေးရဲ့တောက်ပနေတဲ့မျက်လုံးတွေကပွင့်လာတယ်သူကခြေတံလုံးလုံးနဲ့တကားဝကိုသွားပြီးလက်ကင်ကိုဖိချဖို့ကြိုးစားနေတော့မှာပဲအဖြူရောင်အလင်းတန်းလေးတစ်ချက်လက်သွားပြီးသူဟာလူဖြစ်ပြန်ပြောင်းသွားပါတယ်လူလူရန်တယောက်သူ့ကိုယ်သူပြန်ကြည့်ပြီးမျက်နှာတွေနီမြန်းသွားတာပေါ့ရှက်စရာကြီးတကယ်ကိုရှက်ဖို့ကောင်းလိုက်တာသူဟာအဝတ်လဲခန်းထဲမှာပွားပွဲရအကြီးနဲ့ဘောင်းဘီတိုတစ်ထည်ကိုရှာဝတ်လိုက်တယ်ပြီးတော့ကျွန်တော်ကတင်နာကိုလာပြီးဒီလူရုပ်မှာငါ့ကိုအိမ်ထဲကိုအတ္တမခေါ်လာရုံနဲ့မကဘူးတင်းတောင်တတ်မလို့လုပ်ခဲ့သေးတယ်လို့တွေးရင်ကျွန်တော်ရဲ့အရေးကြီးတဲ့နေရာကိုလက်နဲ့ရွေလိုက်ပြီးမှအမျိုးဖြေလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့သူဟာကျွန်တော်ရဲ့လက်ပွေကိုတုံးပြီးဖုန်းကိုဖွင့်သူ့တငယ်ချင်းကဟွန်ရူဟွာစီစာပို့လိုက်တယ်အခုချက်ချင်းခွန်းခွန်းလမ်းဆောင်ကိုလာကျူစာပြန်မပို့နဲ့စာပို့ပြီးတာနဲ့ချက်ချင်းဖြစ်လိုက်ပြီးကျွန်တော်ကိုတစ်ချက်ဆိုင်ကြည့်ကအိမ်ထဲကနေထွက်သွားပါတော့တယ်လူလူရန်ဟာပါရာမီယာကားဖြူကြီးကိုစီးပြီးအိမ်ပြန်မသွားဘဲရုံးခန်းကိုတိုက်ရိုက်သွားခဲ့ပါတယ်သူဟာတမီဖုန်းကုမ္ပဏီရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်လို့မှကျွန်တော်ရဲ့ခွဲချမ်းစိတ်ထားချက်ကတကယ်မှန်နေတာကိုတွေးလိုက်ရတယ်တော်သေးတာပေါ့သူပြောတာကိုနားထောင်မိလို့မဟုတ်ရင်ဆုံးရှုံးမှုကြီးနဲ့ရင်ဆိုင်ရတော့မှာဒါပေမဲ့ကြောင်ဖြစ်ပြောင်းလဲသွားတာကကောင်းကြီးတစ်ခုလားငါနောက်တစ်ခါဘယ်တော့ထပ်ပြောင်းမှာလဲမဟုတ်သေးပါဘူးငါမပြောင်းချင်တော့ဘူးအဲ့ဒီလူစုပ်ကငါ့ကိုအသားယူခဲ့သေးတယ်နောက်တနေ့မနက်9 နာရီမှာတော့လူလူရန်ဟာရုံးခန်းကကလတ်ထိုင်ပေါ်မှာမိကနေအိပ်ပျော်သွားပါတယ်အိမ်မက်ထဲမှာတော့သူဟာကြောင်လေးပြန်ဖြစ်သွားပြီးကျွန်တော်ရဲ့ရင်ခွင်ထဲမှာတညလုံးအိပ်ဆက်နေခဲ့တာပေါ့လူကျုံဒရိုက်တာတွေအားလုံးအစည်းအဝေးကမ်းမှာစောင့်နေကြပါပြီလို့အတွင်းရေးမှူးကလာပြောမှသူသတိဝင်လာပါတော့တယ်ငါတိပြီလို့ပြန်ပြောလိုက်ပေမဲ့သူ့ရင်ထဲမှာတော့တရိတ်တိတ်နဲ့ခုန်နေသေးပါပဲ